တောင်းအစင်ပါတိတ်လေးတွေမင်းစီမှာရောက်ပါတယ်မလေးပါတိတ်လေးတွေပါဒါမျိုးတစ်ထက်တစ်ပါကင်လေးနဲ့လာတယ်နှစ်ကိုက်အပြည့်ရမယ်ကိုမတို့နော်ဝါတဲ့လူလည်းဝတ်လို့ရမယ်နှစ်ကိုက်အပြည့်ဂွင်းနေပါနော်ဒါလေးတွေကအပွင့်နေပဲအရန်မှလာတယ်အေးတောင်းအစင်လေးတွေပါမကြည့်အောင်အသားလေးကကြတော့ချီတားစစ်တော့မဟုတ်ပါဘူးနော်ဈေးလေးရတယ်လုံးဝစပယ်ဟိုမှာချိုတဲ့ဈေးလေးနဲ့ပေးမှဖြစ်ပါရဲ့ရှင်ဒါမျိုးနှစ်ကိုက်အပြည့်ပါတဲ့ထမိန်ခွင်းလေးတွေပါအစင်လေးတွေကအစင်ဆုံးပဲငါးထဲမှာဆိုရင်အယောင်လဲမင်းတို့က9ရောင်ထည့်ပေးမယ်နော်အပွင့်လေးတွေကတော့အပွင့်စုံလာမယ်ပေါ့နော်အပွင့်လေးတွေကတော့ရောပေါ့နော်ရွေးယူလို့တော့မရဘူးဒါမျိုးအပွင့်စုံလေးတွေလာမယ်မတူအောင်တော့မင်းတို့အသက်နိုင်ဆုံးလေးထည့်ထားပေးရပေါ့နော်ရွေးယူလို့မရဘူးအပွင့်စင်လေးကတော့4စင်လောက်တော့ပါမယ်ဒီလားကိုမတို့မတိအရန်လာတယ်အသားလုံးဝမှအစ်ဆက်နော်ချီတားစစ်တော့မဟုတ်ဘူးနော်တကွင်းကို9000နဲ့ပဲပေး9တဲ့တစည်းတော့ယူပေးရမယ်ဒါမျိုး9တဲ့တစည်းတော့ယူပေးရမယ်ဒါမျိုးတကွင်းကို9000ပဲပေးအမြန်လာယူနော်အေးတောင်းအစင်လေးတွေအရန်ကိုမှလာတယ်အရန်လည်းဝတ်ကောင်းတယ်လုံးဝအယောင်မကျွတ်ဘူးပြီးတော့အယောင်မကျွတ်ဘူးဆေးမကျွတ်ဘူးခွင်းလုံးဝချီကျုံသွားခြင်းလုံးဝမရှိဘူးကြဝက်လေကောင်းလေးပဲเนาะဒါဆိုအိမ်နေမဲ့ဝက်လေเนาะအဆင်ပြေတယ်ဒီမှာနှစ်ကိုက်လည်းအပြည့်ပါတယ်ဝါတဲ့လူလည်းဝက်လို့ရမယ်တကွင်းဟိုမှာဒါမျိုးပါကင်နဲ့တကွင်းဟိုမှာ9000ပဲပေးပါ9ခွင်းကနေစပြီးတော့ယူပေးပါမင်းတို့ဆိုင်မှာလည်းအသားကိုလေတေချာလာကင်ကြည့်လို့ရပါတယ်နေရမှာရှင်တဲ့ customer တွေဆိုရင်အိမ်ရောက်လည်းပို့ပေးတယ် Viber နဲ့ order လေးတင်ရုံပဲအိမ်မှာပဲ easy လေးပဲစောင့်နေရုံပဲမင်းတို့အိမ်ရောက်ငွေချင်တယ်ပို့ဆောင်ပေးရပေါ့เนาะ order လေးတင်ချင်တယ်ဆိုရင်မင်းရဲ့ Viber ဖုန်းနံပါတ်နှစ်ခုမှာ order လေးတင်လို့ရပါတယ်ကျေးဇူးပါရှင်